2012တပရသိန်းစိန်ခေတ်မှာမြေယာဥပဒေပေါ့နော် land law 2012ဆိုပြဋ္ဌာန်းလိုက်တာဒီဆောက်တော့လုံးကိုကြည့်လိုက်လို့ရှိရင်ဘိုးဘွားပိုင်မြေဆိုတဲ့စကလုံးတစ်လုံးမှမပါဘူးဒါပေမဲ့ဘိုးဘွားပိုင်မြေဆိုတဲ့ဟာကိုပယ်ဖျက်ဖို့ကြိုးစားထားတာနော်ဆိုတော့ပေါက်ခေါ်မလဲဆိုတော့ဘိုးဘွားပိုင်မြေလို့မပြောဘဲနဲ့မြေလွတ်မြေရိုင်းနော်မြေလွတ်မြေရိုင်းကတခါမှနော်မိုင်းနဲ့မဖြစ်ဘူးဘာမှကြောက်လည်းမတူဘူးရွှေလည်းမတူဘူးဒီတိုင်းပဲနေခဲ့တယ်ဒီတိုင်းဘယ်သူမှလည်းမပိုင်ဘူးစိုက်ပျိုးရေးလည်းမလုပ်ခဲ့ဘူးမျိုးမျိုးလည်းမလုပ်ခဲ့ဘူးအဲ့ဒါကိုပြည်သူမဆိုရှောက်နိုင်တယ်နော်မြေလွတ်ကြတော့ကျွန်တော်ပြောတဲ့ဘိုးဘွားပိုင်ကျွန်တော်အဖိုးကပိုင်ခဲ့တယ်ဗျာမြေကြီးပိုင်ခဲ့တယ်နော်ဥပမာကျွန်တော်ရွာပါဆိုရင်ဒါပေမဲ့သူ့ရဲ့တားတွေသူ့ရဲ့နော်နောက်လာနောက်သားတွေကျွန်တော်တို့တွေကရွာမှာမနေတော့ဘူးနော်နိုင်ငံတကာရောက်သွားပြီဆိုရင်ဒါမြေလွတ်ဖြစ်သွားတော့တစ်ချိန်တော့ဒီမှာစိုက်ပျိုးခဲ့တယ်မွေးမြူခဲ့တယ်ဒါပေမဲ့ဘူးမှလည်းမစိုက်ပျိုးတော့ဘူးဘူးမှလည်းမမွေးမြူတော့ဘူးတော့ရှောက်ထားလို့ရတယ်ကြိုက်တဲ့ကောင်ရှောက်လို့ရတယ်ဆိုတာပြောပေါ့နော်အဲ့တော့ဘိုးဘွားပိုင်မြေလို့သူကစကလုံးမတုံးမဲနဲ့မြေလွတ်လို့တုံးထားတာဒီမြေလွတ်ကိုသူတို့မြေလူမဆိုရှောက်ထားနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့ရွာတွေမှာရွှေလို့ဘာလို့မထွက်လို့ထွက်တရုတ်ဖြစ်ဖြစ်ကလားဖြစ်ဖြစ်ဘာကောင်းဗမာဖြစ်ဘလူးဖြစ်ဖြစ်ကချင်ဖြစ်ဖြစ်လာပြီးတော့ရှောက်လို့ရတယ်နော်အဲ့ဒီပုံစံမျိုးလုပ်ထားတာဆိုတော့ဒါကလုပ်လို့မရပါဘူးဒီကနေ့ကျတော့ကျွန်တော်တို့လက်မခံနိုင်ဘူးနော် NLD ဆိုကလည်းတက်လာပြီးတော့ဒီကောင်ပယ်ဖျက်ဖို့ကြိုးစားတယ်ဒီဥပဒေတစ်ခုပြတ်ထားတယ်နော်တို့တော့ဘိုးဘွားပြိုင်မြေလို့မတုံးဘူးဗျမီယိုဖလာအရာနော်ပိုင်ဆိုင်တဲ့မြေကိုအဲ့2012မြေယာဥပဒေကအဲ့ဒီဟာတွေလည်းမပတ်သက်ရဆိုတာမျိုး cross တစ်ခုရှိတယ်ဗျနော်ကျွန်တော်ဥပဒေသမားမဟုတ်တော့တီးကြတော့မသိဘူး